အိမ်အောင်ကြားခဲ့တာကောင်းမလေးကကျွန်တော်ချေးဆိုလို့ညားခဲ့တာပါဆရာကြီးကျွန်တော်ရည်ရစကားမပြောတတ်ပါဘူးတင်းနှက်ရှိပါဆရာကြီးရည်ရပြောတဲ့တင်းနှက်ကျွန်တော်ရည်ရစကားမပြောတတ်ပါဘူးဆရာကြီးကျွန်တော်အိမ်အောင်ကြားခဲ့ပါတယ်အမျိုးသမီးကိုယ်တိုင်ပဲကျွန်တော်ချေးဆိုပြီးလက်ထပ်ယူခဲ့ပါတယ်ဆရာကြီး အိမ်အောင်ဘယ်နှစ်ယောက်ရ မိမ2ယောက်ပါတယောက်ကပြုံးနေမျိုးကဒုဝင်ကြီးကမိုင်း ဟိုနှစ်ယောက်စလုံးကိုကိုကြီးဟိုဆရာကြီးရဲစကားပြောရတာ ဟုတ်ပါတယ်ဆရာကြီးတယောက်ကရန်ကုန်ကနေပြီးကျွန်တော်ပြန်လာတော့ကျွန်တော်ရဲကစကားပြောပြီးကျွန်တော်တိမ့်ပိုက်ပြီးသူ့အိမ်မှာတင်ထားပါတယ်ဆရာနောက်မရင်ငယ်ရကြတော့ကျွန်တော်ရဲကပြောပြီးတော့ခိုးပြီးခိုင်းလို့ကျွန်တော်မြင်းကြံမျိုးဘုံဘုံဥစားတို့ရက်ွက်ကိုဇီးပင်ကောင်ခိုးပြီးခဲ့ပါတယ်ဆရာအဲ့ဒါကြောင့်ဘုံဘုံဥစားနဲ့တကွာဥယျာဉ်ကကျမချမ်းသာပါသေးဆရာ အော်အဲ့ဒါကစိတ်ဝင်စားသွားပြီအရင်တော့ဆရာဘာလုပ်တော့ ဝါရှောက်ကွင်းဖောက်ပါတယ်တံပါဝတီထီတန်းရက်ွက်တပင်းလမ်းကြပါဆရာ ပြီးတော့ဘာလုပ်သေးအောင် ပြီးတော့ဘာအလုပ်လုပ်တည်အောင်ဆိုတော့ဖျောင်းဆက်လုပ်ပါတယ်ဒေါ်ကျင်မွေးဖျောင်းဆက်မှာတမဝိုင်မှာရုံမှာဖျောင်းဆက်လုပ်ပါတယ်ဆရာမချင်းချက်ပါတယ်ဆရာမပါဆရာ ပြီးတော့ ဦးထီအောင်မတ်နေကျွန်တော်လှုပ်ရှင်မှာပန်းမြလေးဝူးလုံးငမ်းပါဆရာ ဟောစိတ်ဝင်စားသွားပြီ ဟုတ် အခုဘာလို့ဒီအကောက်နေရတာဆို ကျွန်တော်အကောက်ကောက်ရတဲ့အကြောင်းရင်းစားလဲမတက်လို့တပည့်ရလဲမခံတက်လို့တင်းစရာမြင်းစရာကြားစရာပြည့်စုံရသားနဲ့ကျွန်တော်မတက်ခက်လို့ဆိုပြီးတော့ထိုက်တင်းနဲ့ရာထုပေးပြီးပလတ်စတစ်ပဲကောက်စားတင်နေဆိုပြီးတော့ပလတ်စတစ်ပဲကောက်စားခိုင်းနေကောင်းရင်လဲဆန်မကောင်းရင်လဲခံပြီးတော့လွတ်ပေးခဲ့ပါတယ်ဆရာပလတ်စတစ်ပဲကောက်စားဝေးပေးခဲ့ပါဆရာ โอเค